ဟောလိဝုဒ်ညရဲ့အစစ်မှန်အိမ်မက်ဆို1963ခုနှစ်ဟော်ဒွန်ဖီမြို့လေးရဲ့အေးချမ်းတဲ့ဟောလိဝုဒ်ညတညမှာမိဘရဲ့အိမ်မှာမရှိတဲ့အချိန်ကတက်15နှစ်အရွယ်ဂျူဒစ်ဟာသူမရဲ့ကောင်လေးကိုအိမ်ခေါ်လာပြီးအပေါ်ထက်အိတ်ခမ်းမှာအချိန်ဖြုံးနေကြပါတယ်။အောက်ထပ်မှာတော့သူမရဲ့မောင်လေး6နှစ်အရွယ်မိုက်ကယ်မာယာဟာလူပြင်းမျက်နှာဖုံးကိုစုပ်ပြီးသူတို့တိတ်တဆိတ်စောင့်ကြည့်နေခဲ့တာပါ။တိတ်မကြခင်မှာပဲကောင်လေးဖြစ်သူဟာအဲကနေပြန်ထွက်သွားခဲ့ပါတယ်။အဲ့ချိန်မှာမိုက်ကယ်ဟာမိဖို့ချောင်းနဲ့ဓာကြီးတစ်ချောင်းကိုယူပြီးအပေါ်ထက်ပြည့်ပြည့်ချင်းတက်သွားပါတော့တယ်။မန်နဂုံရှိမှာဝေါ်စားမဲ့ထိုင်တဲ့သူ့အမဖြစ်သူဂျူဒစ်ကိုသူတက်ထားတဲ့မျက်နှာဖုံးနောက်ကနေဓာနဲ့ရရဆက်ဆက်အချက်ပေါင်းများစွာထိုးတက်လိုက်ပါတယ်။သွေးစွန်းနေတဲ့ဓာတ်ကိုကင်ပြီးအယောက်ထက်ကိုဆင်းလာတဲ့မိုက်ကယ်ဟာအိမ်ရှိကိုရောက်နေတဲ့အချိန်မှာပဲကားနဲ့အပြန်ပြန်ရောက်လာတဲ့သူမိဘတွေနဲ့ပပင်းတိုးပါတော့တယ်။ဖခင်ပြည်သူကမိုက်ကယ်ရဲ့မျက်နှာဖုံးဆွဲချိုးလိုက်တဲ့အခါမှာတော့ဘာကန်စားချက်မရှိတော့တဲ့စကားတစ်ခုမှမပြောတဲ့6နှစ်အရွယ်ကလေးငယ်ရဲ့မျက်နှာကိုထိတ်လက်ဖွယ်မြင်တွေ့လိုက်ရပါတော့တယ်။အဲဒီကြောက်မက်ဖွယ်ပြည့်ပြည့်ပြီးနောက်ပိုင်းမိုက်ကယ်ဟာစိတ်ကြမရေးစရုံမှာအကျဉ်းချထားခဲ့ပါတယ်။အချိန်တွေကတရွေ့ကုံဆုံးသွားခဲ့ပါပြီ။15နှစ်ဆိုတဲ့အချိန်ကာလကိုရောက်ရှိလာခဲ့ပါပြီ။ဒီ15နှစ်တာကာလပတ်လုံးမိုက်ကယ်ဟာစကားတစ်ခုမှမပြောခဲ့တယ်လို့လှုပ်ရှားမှုလည်းမရှိသလောက်ပါပဲ။သူ့ရဲ့စိတ်ယောဂကုဆရာဝန်ကြီးဒေါက်တာလူမစ်ကတော့မိုက်ကယ်ရဲ့မျက်လုံးတွေထဲမှာလူသားဆန်မှုလောကမရှိတော့ပဲစစ်မှန်တဲ့မကောင်းဆိုးဝါးတက်တာကြံတော့တယ်လို့အခိုင်အမာယုံကြည်ထားသူပါ။အော်လီဝိုညမတိုင်ခင်တရက်ဒေါက်တာလူမစ်နဲ့သူနာပြမလေးတို့ဟာမိုက်ကယ်ကိုတရားရုံးထုတ်ဖို့အတွက်စေယုံစီကိုကားနဲ့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့စေယုံရှိဝင်ပေါရောက်တဲ့အခါမှာတော့စိတ်ဝေဒနာရှင်တွေအပြင်မှာလွတ်နေတာကိုထိတ်လန့်ပေါ်တွေ့လိုက်ပါတယ်။အချိန်တွေကိုစင်ကြည့်ဖို့ဒေါက်တာလူမစ်ကားပေါ်ကဆင်းသွားတဲ့အချိန်မှာပဲအမောင်ထဲကနေမိုက်ကယ်ရုတ်တရက်ကားခေါင်မိုးကိုခုန်တက်ကကားမှန်ကိုရိုက်ခွဲပါတော့တယ်။သူနာပြမလေးဟာအတင်းဆွဲချပြီးနောက်မိုက်ကယ်ဟာဒေါက်တာလူမစ်ရဲ့ကားကိုလူယူပြီးညအမောင်နဲ့မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။15နှစ်လောက်တိတ်ဆိတ်နေလူတက်သမားကြီးဟာအခုတော့လွတ်မြောက်သွားခဲ့ပါပြီ။သူပဲကိုဥတီသွားနေတယ်ဆိုတာဟုတ်တယ်။သူ့ရဲ့ဇာတိမြေဟန်တုံဖီမြို့စီကိုပါပဲ။နှစ်ပြန်ဟောလိဝုဒ်နေ့ဖြစ်ပါတယ်။မြို့လေးကအပြစ်မဲ့ပြည်သူတွေနဲ့အထူးသဖြင့်အကြောင်းသူလေးလော်ရီတို့အတွက်သွေးစွန်းတဲ့အိမ်မက်ဆိုးကြီးကစတင်နေပြီဆိုတော့သူတို့လုံးဝမသိခဲ့ကြဘူး။နေ့လည်တဲ့အခါအော်တိုဘာလ31ရက်နေ့ဟောလိဝုဒ်နေ့ကိုရောက်လာပါပြီ။မိုက်ကယ်ဟာဒေါက်တာလူမစ်စီကလူယူခဲ့တဲ့ကားနဲ့သူ့ရဲ့ဇာတိမြေဟန်တုံဖီမြို့လေးကိုပြန်ရောက်နေခဲ့ပါပြီ။မိုက်ကယ်ဟာလမ်းမှာကားပြင်သမားတယောက်ကိုတက်ပြီးစက်ပြင်သမားဝတ်စုံကိုယူဖို့လိုက်တယ်လို့စတိုးဆိုင်တစ်ခုကလည်းကျိုးတွေဓာတ်နဲ့အဖြူရောင်လူပြင်းမျက်နှာဖုံးတစ်ခုကိုဖောက်ထွင်းခုတ်ယူလိုက်ပါတယ်။အခုဆိုရင်အားလုံးသိတဲ့ကနဝင်လူသက်သမားကြီးဂေမာယာရဲ့ပုံစံအပြည့်စုံဖြစ်သွားပါပြီ။တစ်ဖက်မှာတော့စာချဘိုးဖြစ်တဲ့အထက်တန်းကျောင်းသူတွေလော်ရီဟာသူမတငယ်ချင်းဖြစ်တဲ့အန်နီလင်ဒါတို့နဲ့အတူကျောင်းတော်ကိုပြင်ဆင်နေပါတယ်။လော်ရီရဲ့အဖေကအိမ်ချမ်းမြေပွဲစားဖြစ်လို့မနက်ခင်းကျောင်းတော်ကလမ်းမှာလူမနေတော့တဲ့မိုက်ကယ်တို့ရဲ့အိမ်ဟောင်းကြီးစီကိုအိမ်တော်ချထားဖို့လော်ရီကိုခိုင်းလိုက်ပါတယ်။လော်ရီတယောက်အိမ်ဟောင်းကြီးရဲ့တကားမှာတော်ချခဲ့တဲ့အချိန်အိမ်ထဲမှာသူမကိုစိုက်ကြည့်ရင်လူတယောက်ရှိနေတယ်ဆိုတာသူမမသိခဲ့ပါဘူး။အဲ့လူကတခြားသူမဟုတ်ပဲမိုက်ကယ်ပါပဲအဲ့ချိန်အစရီလော်ဒီရောက်ပဲတော်သူစမ်းခန်းစားချက်ကြီးကိုရနေပါတော့တယ်ဇာတင်ကနေပြတင်ပေါက်ပြင်ကိုလှမ်းကြည့်လိုက်လမ်းတော့မှာရက်ကြီးရဲ့မျက်နှာဖုံးတဲ့လူကြီးကျောင်းစင်းလို့အိမ်ပြန်ရှောက်လာတဲ့အချိန်ချောင်ဘောကနေလှမ်းကြည့်နေတဲ့အရိပ်မဲကြီးပြီးတော့သူမရဲ့တငယ်ချင်းတစုနာကိုဖြည်းဖြည်းချင်းမောင်းလာပြီးရက်ကြည့်နေတဲ့ကားတစ်စီးဒါရီအားလုံးကတိုက်ဆိုင်မှုမဟုတ်ပါဘူးမိုက်ကယ်ကလော်ရီကိုသူ့ရဲ့နောက်ထပ်သားကောင်အဖြစ်ရွေးချယ်ပြီးအမှတ်ထားစောင့်ကြည့်နေတာပဲဖြစ်ပါတယ်လော်ရီရဲ့တငယ်ချင်းကတော့ဒါကိုတတိမထားပဲညဘက်ကောင်လေးတွေနဲ့ဘယ်လိုချိန်သွဲရမလဲဆိုတာစိတ်ဝင်စားနေကြပါတယ်အဲ့ဒီအချိန်မှာပဲဒေါက်တာလူမဲ့တယောက်ဟက်ဒိုမီမြို့ကိုရောက်ရှိလာပြီးသူဟာမြို့ကန်ရဲအုပ်ကြီးဖြစ်တဲ့လီဘရက်ကအန်ဒီရဲ့ဖေကိုတော်တွေ့ပြီးမိုက်ကယ်ဟာလွတ်မြောက်နေတဲ့အကြောင်းနဲ့မြို့ကအန်ဒီရဲ့ရှိတဲ့အကြောင်းကိုသေချာတတိပေးပါတော့တယ်။အုပ်ကြီးကတော့ကလေးတယောက်လိုပဲထင်ပြီးဒီကိစ္စကိုတိတ်မယုံချင်ပေမဲ့ဒေါက်တာလူမဲနဲ့အတူမိုက်ကယ်ရဲ့အဟောင်းစီကိုတွားကြည့်ကြပါတယ်။အဲဒီနေ့မှာတော့အသက်ခံထားရတဲ့တဝက်လောက်စားထားတဲ့ခွေးတက်ကောင်ကိုတွေးလိုက်ပါတယ်။မိုက်ကယ်ဒီမြို့ကိုရောက်နေပြီဆိုတာဒေါက်တာလူမဲအသေးချာသိလိုက်ပါတော့တယ်။ညဘက်ရောက်လာတဲ့အခါလော်ရီယာကလေးငယ်တုံမီကိုထိန်ဖို့ရောက်လာပြီးသူမတငယ်ချင်းအန်ဒီကလန်တစ်ဖက်မျက်နှာချင်းဆိုင်အိမ်မှာကလေးငယ်လင်းဆေးကိုထိန်ဖို့ရောက်ရှိလာကြပါတယ်။အေချန်နဲ့ဟောလိဝုဒ်ညမကြခင်အောင်သူချောင်းစီမညတညအဖြစ်ပြောင်းလဲတော့မှာကိုသူတို့လုံးဝသတိမထားမိခဲ့ပါဘူး။သွေးစွန်းသောညချမ်းညမောင်တို့ကြီးစိုးလာတဲ့အခါဟောလိဝုဒ်ညရဲ့အေချန်မှုကတဖြည်းဖြည်းနဲ့ပျောက်ွယ်စားပြုတ်လာပါပြီ။လော်ရီတယောက်ကလေးငယ်တုံမီကိုပုံမြင်ဖက်ပြချိန်မှာပဲလန်တစ်ဖက်မှာအိမ်မှာကလေးထိန်နေတဲ့တငယ်ချင်းအန်နီဟာသူမရဲ့ကောင်လေးပေါ်နဲ့ချိန်သွေးဖို့အစီအစဉ်ဆွဲပါတယ်။အန်နီဟာကောင်လေးကိုတော့ကြို့ဖို့တော့သူမထိန်နေတဲ့ကလေးငယ်လင်းဆေးကိုလော်ရီစီခဏတော့အပ်ခဲ့ပါတယ်။အဲ့နောက်အားရှိရာကိုတောင်ထဲကိုအမြန်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့ကားထဲဝင်ထိုင်လိုက်ချိန်မှာပဲကားမှန်တွေအားလုံးအခုငွေရိုက်နေတော့တတိထားမိလိုက်ပါတယ်။သူမမသိလိုက်တာကားနောက်ခန့်မှာမျက်နှာဖုံးနဲ့လူသက်သမားကြီးမိုက်ကယ်တိတ်ဆိတ်စွာထိုင်ဆောင်နေတာဆိုတာပါပဲ။မိုက်ကယ်ဟာကားနောက်ခန့်ကနေအန်ဒီရဲ့လက်ပင်ကိုကျိုးနဲ့အပြင်းထန်ဆွဲပြီးနောက်လက်ပင်ကိုဓာတ်နဲ့လှိကရေးရဆက်တက်ပြစ်လိုက်ပါတော့တယ်။ဒါဟာဒီညတော့မိုက်ကယ်ရဲ့ပထမဆုံးတားကောင်ပါပဲ။တစ်ဖက်မှာတော့ဒေါက်တာလူမစ်ဟာမိုက်ကယ်အိမ်ကိုပြန်မလာဆိုတော့စောင့်နေတာ။ညီနာတဲ့တိလည်းပြန်မလာသေးပါဘူး။တစ်ဖက်အိမ်နဲ့လှမ်းကြည့်ရင်ကလေးငယ်တုံမီဟာပြန်နေပေါက်ကနေတစ်စက်မိုက်ကယ်တယောက်အန်ဒီရဲ့လောင်းကိုပွေ့ချီပြီးအိမ်ထဲဝင်သွားတာကိုလှမ်းမြင်လိုက်ပါတယ်။တုံမီကတရေကြီးလာပြီးလို့လော်ရီကိုကြောက်လက်တကြားပြောမယ်လော်ရီဟာဟောလိဝုဒ်ညမလို့ကလေးစိတ်ကူးရင်မြင်အောင်တာပဲလို့ကိုမဆိုင်ခဲ့ပါဘူး။တိတ်မကြခင်မှာလော်ရီရဲ့နောက်ထပ်တငယ်ချင်းလင်ဒါနဲ့သူမရဲ့ကောင်လေးဘော့စ်တို့ဟာအန်ဒီရှိနေတဲ့ထင်ပြီးအဲ့ဒီအိမ်ကိုရောက်လာကြပါတယ်။အိမ်ထဲမှာဘယ်သူမှမရှိဘူးတေချာအောင်တစ်ဖက်အိမ်ကလော်ရီကိုဆက်ပြီးတော့ညီမဖြစ်သူလင်းဆေးကသူနဲ့အတူရှိနေကြအောင်အန်ဒီကသူ့ကောင်လေးကိုတော့ချိန်တွေ့နေကြအောင်ဘယ်သူမှမရှိရတဲ့သူတို့နှစ်ယောက်အခန်းထဲမှာအတူနေခဲ့ကြပါတယ်။ခဏကြာတော့ဘော့စ်ဟာဘီယာတော့ယူဖို့အောက်ထပ်မိဖို့ကြောင်ဆင်းလာခဲ့ပါတယ်။
အဲ့ဒီချိန်မှာအမောင်နဲ့ကနေမိုက်ကယ်ထွက်လာပြီး boss ကိုလည်းပဲကနေဆွဲမကတကားရွတ်မှာကပ်ပြီးဓာကြီးနဲ့ထိုးဆိုင်လိုက်ပါတယ် boss တယောက်တကားမှာကားစင်တင်တယ်လို့ချက်ခဲ့ပြီးနေရန်ပေါ်မှာတည်ဆုံးသွားပါတော့တယ်အပေါ်ထက်မှာကြံခဲ့တဲ့လင်တာကတော့ boss ဘာလို့ကြာရလဲဆိုပြီးစောင့်နေပါတယ်အဲ့ဒီချိန်မှာအခန်းဝကနေအဲ့ရခင်းအဖြူကြီးကိုခြုံပြီး boss ရဲ့မျက်မှန်ကိုတတ်ထားတဲ့တရေပုံစံလူတယောက်ရက်နေအောင်တွေးလိုက်ရပါတယ်လင်တာ boss စားနောက်တဲ့ထင်ပြီးတော့ lorry စီဖုံးဆက်လိုက်ပါတယ်ဒါပေမဲ့ဖုံးပြောနေရင်လည်းအဲ့တရေပုံစံလူကြီးကသူမစီကိုတဖြည်းဖြည်းရှောက်လာပြီးဖုံးကျိုးနဲ့လက်ပင်ကိုအပြင်းထန်စတင်ညှစ်ပါတော့တယ်ဖုံးရဲ့တစ်ဖက်က lorry ကတော့လင်တာရဲ့လက်ပင်ညှစ်တန်အောင်ခံရလို့အရှူကျက်နေတဲ့အတန်ကိုကြားပေမဲ့တကယ်ချင်းတွေကသူမကိုဟောလိဝုဒ်ညမှာဝိုင်းစားနောက်နေကြတယ်လို့ပဲထင်နေခဲ့ပါတယ်ဒါပေမဲ့ဖုံးဆက်တော်မူပြတ်တော့တဲ့အချိန်မှာတော့ lorry တယောက်စိတ်ထဲတစ်မျိုးဖြစ်လာပြီးတစ်ဖက်အရင်တကယ်ချင်းတွေစီကိုတော်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အမောင်လေးကအိမ်မက်ဆိုဖုံးနဲ့သူ့ဆက်တဲ့အတန်ကြောင့်စိုးရိမ်စိတ်ဝင်လာတဲ့ lorry ကအဲ့ဒီအိမ်နေတဲ့တီးဟာကြည့်ပြီးမှအိမ်မှာထားခဲ့ပြီးလမ်းတစ်ဖက်ကအန်နီတို့အိမ်ကိုလက်နိုင်တမိတဲ့ချောင်းနဲ့ထွက်လာခဲ့ပါတယ် lorry တယောက်အိမ်ရှိနေဝင်မရလို့အိမ်နောက်ဖေးကနေအပေါ်ထက်အိတ်ခန့်အောင်တုံတုံရင်နဲ့ဝင်သွားတဲ့အချိန်မှာတော့သူမမြင်လိုက်တဲ့မြင်ကွင်းကကဘာပြတ်မတတ်ပါပဲမိုက်ကယ်ဟာအရင်ကသူတက်ခဲ့တဲ့သူ့အမဂျူဒိတ်ရဲ့အုတ်ကူကြောက်တိုင်ကိုတင်းချိုင်းကနေတည်လာပြီးအဲ့ရပေါ်မှာတင်ထားခဲ့တာပါအဲ့ဒီအုတ်ကူမှာတော့သူမရဲ့တငယ်ချင်းဖြစ်တဲ့အန်နီလင်တာနဲ့ဘော့စ်တို့ရဲ့ရောက်လောင်းတွေကိုဗီဒီယိုအဝတ်စင်မှာအယုတ်လိုမျိုးချိတ်ထားတော့တွေ့လိုက်ပါတယ် lorry ကအကြီးကျယ်ထက်လက်ပြီးအော်ဟစ်ကအခန်းပြင်ပြေးထွက်ဖို့ကြိုးစားချိန်မှာပဲအမောင်တဲကမိုက်ကယ်ရုတ်တရက်ထွက်လာပြီးသူမရဲ့ပခုံးဓာတ်နဲ့လှိဖြတ်တိုက်ခိုက်လိုက်ပါတယ် lorry ကလေကားပေါ်နဲ့အောက်ထပ်ကိုလှိမ့်ကျသွားပေမဲ့အသက်လုပြီးအိမ်ပြင်ကိုပြေးထွက်ခဲ့ပါတယ်သူမကအကူကြီးတောင်ပန်းဝင်ကျင်ကအိမ်တကားကိုလိုက်ခောက်ပေမဲ့ဟောလိဝုဒ်ညဖြစ်နေတာကြောင့်လူတွေစားနောက်နေလို့ထင်ပြီးဘယ်သူမှတကားမဖွင့်ပေးကြပါဘူးနောက်ဆုံးမှာတော့သူမကလေးတိုင်းတဲ့အိမ်စီဝဲပြေးပြန်ပြီးတကားဖွင့်ဖို့တော့ပန်းအုပ်ခွဲပြီးကလေးကိုနှုတ်ပြီးဝင်နိုင်ခဲ့ပါတယ်။မိုက်ကယ်ကအရေးတစ်ခုလိုပဲသူမနောက်ကိုကတ်ပါလာခဲ့ပါတယ်။ lorry ကကလေးတွေရောပေါ်ထဲမှာပုံခိုင်းလာပြီးသူကအဲခန်းကနေမခွာခင်မိုက်ကယ်ပင်နှပေါက်နေဝင်လာတိတ်လိုက်တယ်။မိုက်ကယ်ကနောက်မှာရှိတဲ့ချိန်သူမရတဲ့အချုံနဲ့မိုက်ကယ်လည်းပင်ကိုထိုးလိုက်တယ်။လဲကျသွားတဲ့မိုက်ကယ်ဟာတေးပြီးလို့ထင်ပေမဲ့ကလေးတွေခေါ်တော့တဲ့အချိန်ပဲမိုက်ကယ်ကပြန်ထလာပါတယ်။သူတို့ပြေးပေါ်ပြီးနောက်သူမကိုယ်တိုင်လည်းအခန်းတစ်ခုမှာပုံနေခဲ့ပါတယ်။မိုက်ကယ်ကအခန်းတကားကိုရိုက်ချိုးပြီးဝင်လာတဲ့အချိန်မှာ lorry ကအိုးလှမ်းတဲ့တန်ချဲတူကိုဖျက်ပြီးမိုက်ကယ်ရဲ့မျက်လုံးကိုထိုးလိုက်တယ်။သူ့ရဲ့ကိုယ်ပိုင်ဓာတ်နဲ့ပြန်ထိုးပြီးခုခံလိုက်ပါတယ်။မိုက်ကယ်လဲကျတဲ့အချိန်မှာ lorry ကသူတေးပြီးအထင်နဲ့စိတ်လျှော့လိုက်ပေမဲ့ခဏကြာမိုက်ကယ်ကဘာမှဖြစ်တယ်လို့မျိုးနောက်အနေပြန်ထားပြီးသူမလက်ဘဲကိုညှစ်ဖို့စူးစမ်းပြန်တယ်။ lorry ကရုံးကန်ရင်းနဲ့မိုက်ကယ်မျက်နှာဖုံးကိုဆွဲချွတ်လိုက်တဲ့အခါမှာစိတ်ဝေဒနာတဲ့တယောက်ရဲ့တာမန်မျက်နှာကိုခဏတာမြင်လိုက်ရပါတယ်။မိုက်ကယ်ကမျက်နှာဖုံးကိုအမြန်တက်ဖို့စူးစမ်းချိန်မှာ lorry ကတော့အသက်ရှူပေါက်ခဏရတော့ခဲ့ပါတယ်။အဲ့မှာတော့ဒေါက်တာလူမင်းဟာလမ်းမပေါ်မှာရှောက်သွားနေတဲ့ကလေးစီကနေအော်ရအတန်နဲ့ကြားရတဲ့အိမ်ကိုတနက်တလက်နဲ့အပြေးလောရောက်ရှိလာပါတော့တယ်။ lorry တယောက်မိုက်ကယ်ရဲ့လက်ထက်ကနေအသက်လုပြီးရုံးကန်နေတဲ့အချိန်မျိုးလင်းချက်တွေကုံဆုံးနှိပါဖြစ်နေတဲ့အဲ့ဒီအချိန်မှာပဲအပေါ်ထက်လေကားမှာဒေါက်တာလူမင်းကရုတ်တရက်ပေါ်လာပါတော့တယ်အခန်းထဲကိုပြေးဝင်လာတဲ့လူမင်းကိုမြင်ရတော့သူချောင်းနှစ်ပတ်လောက်အသေးတန်လိုက်ရှာနေသူရဲ့အကြောက်ရွံ့ဆုံးမိစ္ဆာကောင်ဟာ lorry ကိုတက်ဖို့စူးစမ်းနေတဲ့မြင်ကွင်းမှာဒေါက်တာလူမင်းကသူ့လက်ထက်ကတနက်နဲ့မိုက်ကယ်ရဲ့ရင်ဘတ်ကိုတရဆက်ပစ်ခတ်လိုက်ပါတယ်တနက်တကြီးဆန်တဲ့အဆန့်ပြတ်ထိမှန်သွားတဲ့မိုက်ကယ်ဟာနောက်နေလန့်ပြီးခန်းဝရန်တာပေါ်ကနေအောက်ထပ်မြေပြင်လွှင့်စင်ပြုတ်ကျသွားပါတော့တယ်အမြင့်ပေါ်မှာလဲကျရင် lorry ကအကြောက်လက်တုံးကြီးစွာငိုကြွေးနေပါတယ်ဒါဟိုတရက်ကြီးလားဟင်လို့ဒေါက်တာလူမင်းကိုမေးလိုက်ပါတယ်လူမင်းကလည်းလေးလိုက်တဲ့အတန်နဲ့ဟုတ်တယ်အဲ့ဒါသူပဲလို့ပြန်ဖြေလိုက်ပါတယ်ဒေါက်တာလူမင်းဟာမိုက်ကယ်ပြုတ်ကျသွားတဲ့ဝရဏအောက်ကိုဖြည်းဖြည်းချင်းကြည့်ပေမဲ့မိုက်ကယ်ရောက်လောင်းလုံးဝမရှိတော့ပါဘူးတနက်နဲ့ရင်ဘတ်ကို6ချက်တိတိအနီးကပ်ပြစ်ခံရပြီးအပေါ်ကနေပြုတ်ကျသွားတဲ့မိုက်ကယ်ဟာတည်ဆုံးခြင်းမရှိပဲအမောင်တို့ထဲကိုအရက်တစ်ခုလိုတိတ်တိတ်ဆိတ်ပြောက်ဝဲသွားခဲ့ပါတယ်ဒေါက်တာလူမင်းရဲ့မျက်နှာထိတ်လက်တလန့်မှုနဲ့သူဖြူဖြော့သွားပါတယ်မိုက်ကယ်ဟာတာမန်လူသားတယောက်မဟုတ်ပဲတက်လို့မသေးတဲ့မကောင်းဆိုးအဆင့်မှန်ဖြစ်နေပြီဆိုတာသူအပြည့်အဝသဘောပေါက်သွားပါတယ်ဒီလိုနဲ့ဟက်ဒဗီမျိုးဟာမိုက်ကယ်တနေရာမှာပေါအောင်နေစေအသက်ရှင်နေစေဖြစ်ကြောင်းပြသရင်ဟော်ရာကဘာမှာလူသက်သမားဟာဘယ်တော့မှအလွယ်တကူမသေးဘူးဆိုတဲ့ formula ကိုစတင်မိတ်ဆက်ပေးခဲ့တာပါ